Hello ကျမတို့မြန်မာပြည်မှာဆိုရင်ဒီအလှပြင်ကျောင်းတက်တာပေါ့နော်အလှပြင်ကျောင်းတက်တာအလှပြင်တင်တာပေါ့နော်တင်တာဆိုလို့ရှိရင်ပညာမတက်လဲတင်လို့ရပါတယ်ပတ်စံပေးပြီးတော့တင်လို့ရတယ်ပေါ့နော်ကျမသိသလောက်ပြောပါပေါ့နော်ပြီးရင်လုပ်ငန်းအတွေ့အကြုံတချို့ဆိုလို့ရှိရင်ဒီအလှပြင်ဆိုင်နေမှာပဲဒီလိုမျိုးအောက်ခြေပေါ်ကနေဝင်လုပ်ပြီးတော့အဲ့လိုမျိုးတဖြည်းဖြည်းနဲ့အလုပ်တင်မျိုးနဲ့တက်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလောက်သွားတဲ့လူတွေရှိတယ်လို့ကျွန်မမြင်မှုတွေပေါ့နော်ဒါပေမဲ့ဒီအမေရိကမှာကြတော့အဲ့လိုလုပ်လို့မရပါဘူးဒီအလှပြင်နဲ့ကျောင်းဆိုပြီးတော့ကျောင်းကိုတည်တက်ရပါတယ်ကျောင်းတက်တဲ့ခါမျိုးကြတော့ဘယ်လိုလုပ်ရလဲဆိုတဲ့ခါကြတော့အနည်းဆုံးကြီးတွေဒါမှမဟုတ်လို့ရှင်12တန်းပြီးမှပေါ့နော်ဒီကျောင်းတွေကိုjoin လို့ရပါတယ်အဲ့ဒီမှာကိုနေတဲ့ state တစ်ခုတည်းstate တစ်ခုတည်းအတွက် license ရှိတယ်ဒါမှမဟုတ်ရင်ရှိသမျှ state or state အားလုံးအတွက် license ရှိရပေါ့နော်အဲ့ဒါဘာကွာလဲဆိုတော့ကိုနေတဲ့ state တစ်ခုတည်းဆိုလို့ရှိရင်နိုင်ကွာတာပေါ့နိုင်နေတယ်အဲကျောင်းချိန်နေမယ်ပေါ့နော်state အားလုံးအတွက်ဆိုလို့ရှိရင်တော့အဲ့ဒီကျောင်းချိန် state အားလုံးအတွက်ဆိုလို့ရှိရင်တော့ကျောင်းချိန်ပေါ့နော်ကျောင်းချိန်ပူတက်ရတယ်ပေါ့နော်အဲ့တော့ခါကြတော့အခုလောလောဆယ်အခုဒီကျန်တာမဟုတ်ဖ ೇನೆ ဒီလက်သေးတစ်ခုအတွက်ကိုပဲပြောရလို့ရှိရင်ဒီ state ဒီပေါ့နော်အခုဒီကိုနေတဲ့ state တစ်ခုတည်းပဲအတွက်ဆိုလို့ရှိရင်တော့နိုင်350တက်ရပါတယ် all state အားလုံးအတွက်ဆိုလို့ရှိရင်တော့နိုင်400တက်ရပါတယ်ဘယ်လိုတက်ရလဲဆိုတော့သူကကျောင်းနေလို့ပဲဥပမာကျမတက်ကျောင်းဆိုလို့ရှိရင်ကျောင်းနေလို့ပဲမနေ့တပတ်ကို4ရက်တက်ရတယ်သူတို့ကျောင်းကလည်းတပတ်ကို4ရက်ပဲဖွင့်တယ်အဲတပတ်4ရက်တက်ရတယ်အဲ့မှာသူမနေ့ဒီအင်္ဂါနေ့ကစတက်ရတာပေါ့နော်အင်္ဂါနေ့ဆိုရင်မနေ့8ခွဲရနေပြီးတော့အင်္ဂါကြာတာပရိတောက်ကြအဲ့3ရက်ကမနေ့8ခွဲရနေပြီးတော့ညနေ4ခွဲထိတက်ရတယ်ဗုဒ္ဓဖူးနေ့1ရက်ကတော့မနေ့8ခွဲမဟုတ်မနေ့8နာရီရနေပြီးတော့4ခွဲထိတက်ရတယ်ဗုဒ္ဓဖူးနေ့1ရက်ကတော့မနေ့9ခွဲရနေပြီးတော့ည8နာရီထိကျောင်းချိန်ရှိတယ်ပေါ့နော်အဲ့ဒါအပြည့်တက်ရပါတယ်တကယ်လို့အဲ့ဒီဒါသူတို့သတ်မှတ်ထားတဲ့ကျောင်းချိန်ပေါ့နော်တကယ်လို့မပြည့်ဘူးဆိုလို့ရှိရင်သူတို့သတ်မှတ်ထားတဲ့ဒီလအတွင်းမှာဒီနာရီ400မပြည့်ဘူးဆိုလို့ရှိရင်သူတို့ကျောင်းမှာထပ်ပြီးတော့ပတ်စံအပိုဆောင်ပေါ့နော်ကျောင်းလာကအပြင်အပိုဆောင်ထပ်ပြီးတော့သူတို့ထပ်ပေးရတယ်ပေါ့နော်ပေးပြီးမှပေးပြီးထပ်တက်ရတယ်ပေါ့နော်တနာယူဥမာဆိုရင်တလဆိုလို့ရှိရင်900ထပ်ပေးရတယ်ပေါ့နော်နိုင်400မပြည့်ဘူးကိုကကျောင်းချင်းကိုကမနက်7နာရီကနေ2နာရီပဲတက်နိုင်တယ်ဆိုလို့ရှိရင်နိုင်လို့တယ်ပေါ့နော်အဲ့ဒီအတွက်ဆိုလို့ရှိရင်တလဆိုလို့ရှိရင်တလနောက်ထပ်တလထပ်ဆောင်တက်ရမယ်ဆိုရင်900ပေးရတယ်ပေါ့နော်အဲ့လိုမျိုးတက်ရတယ်ကျောင်းလာကကြတော့ဒီ state တစ်ခု state တစ်ခုတည်းအတွက်ဆိုလို့ရှိရင်9600ကျော်ပေးရတယ်ပစ္စည်းဖို့နဲ့ဗာနဲ့ဆိုရင်6800ကျော်ကျတယ်state အားလုံးအတွက်ဆိုလို့ရှိရင်တော့ဒီကျောင်းလာကတစ်ခုတည်းက6000ကျော်ကျတယ်ပစ္စည်းဖို့နဲ့ဗာနဲ့ဆိုရင်9000ကျော်ကျတယ်9400 500အဲ့ပတ်ဝန်းကျင်လောက်သွားတယ်ဗောနော်အဲ့လိုမျိုးအဲ့ပတ်ဝန်းကျင်လောက်သွားတယ်အဲ့ဒီကျောင်းလာကတော့အဲ့လိုရှိတယ်ပြီးလို့ရှိရင်ကျောင်းပြီးလို့ရှိရင်ဒီတိုင်းကျောင်းတက်ပြီးရင်ဒီတိုင်းမပြီးဘူးအမေရိကန်ရဲ့သဘောတဘာဝဘယ်ကျောင်းမဲ့တက်စောင့်မွဲရှိတယ်စောင့်မွဲတွေအကုန်လုံးဖြည့်ရတယ်ဘာဖြည့်ရလဲဆိုရင်ကျောင်းမှာပဲဒီလက်တွေ့ပေါ့နော်သူတို့သတ်မှတ်ထားတဲ့အရာကိုဒီဘယ်နှစ်နာရီအတွင်းပေါ့လက်တွေ့ဆိုပြီးတော့စောင့်မွဲဖြည့်ရတယ်ပြီးလို့ရှိရင်ဒါလက်တွေ့လူနဲ့လက်တွေ့လုပ်ပြရတာပေါ့နော်ပြီးလို့ရှိရင်စာမေကွန်းပေါ့နော်မေကွန်းကျမဆိုရင် state အားလုံးအတွက်ဆိုရင်မေကွန်းတရားဖြည့်ရတယ်ပေါ့နော်အဲ့ဒီဟာဖြည့်ရတယ်အဲ့ဒါကို85မှတ်ရရင်အောင်တယ်ပေါ့နော်ပြီးလို့ရှိရင် license အတွက်ကိုကြတော့ online ကနေပြီးတော့3မျိုးဖြည့်ရတယ်3မျိုးပေါ့နော်အဲ့ဒါပတ်စံထပ်သွင်းရတယ်စောင့်မွေးဖြည့်တဲ့အခါကျောင်းမှာစောင့်မွေးဖြည့်တဲ့အခါလဲစောင့်မွေးကြည့်ဆိုပြီး$50သွင်းရတယ်တစ်ခါတည်းနဲ့မအောင်နောက်တစ်ခါထပ်ပြီး$50ထပ်သွင်းရတယ်ပြီးလို့ရှိရင်ဒီ license အတွက်ဆိုပြီးတော့စောင့်မွေးဖြည့်ရတာရှိအဲ့ဒီ license အတွက်ဆိုပြီးဖြည့်ရတဲ့စောင့်မွေးရလဲ3ခုကိုကျွန်မ$85သွင်းရတယ်ပေါ့နော်အဲ့ဒီဟာအားလုံးပြီးမှပဲအလုပ်လို့အဆင်ရတယ်ပေါ့နော်အဲ့တော့ဒါကကျွန်မနေ့တစ်ခုတည်းအတွက်ပဲကျွန်မပြောထားတာပေါ့နော်ကျန်တာ